ကျွန်တော်ကတော့တာလာ30လက်အောက်ခံခမာရ360နှစ်တရဲမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်ကိုယ်ပိုင်နံပါတ်ကတော့ပါစာ16394344တပ်သားဖြူမြတ်ကျော်ဖြစ်ပါတယ်ကျွန်တော်ကဗမာလူမျိုးဖြစ်ပြီးဗုဒ္ဓဘာသာကိုကိုးဝယ်ပါတယ်ကျွန်တော်အသက်24နှစ်ရှိပါပြီကျွန်တော်အဖေနာမည်ကတော့ဦးတန်းတော်ဖြစ်ပြီးကျွန်တော်အမေနာမည်ကတော့ဒေါ်သက်သက်မြင့်ဖြစ်ပါတယ်ကျွန်တော်မှာမိုးချင်းညီကိုမောင်နှမ6ယောက်ရှိပါတယ်ကျွန်တော်ကတတိယမြောက်သားပါကျွန်တော်နေရလေးသားကတော့ရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့နယ်ရှစ်တကြီးရောက်ွက်ဖြစ်ပါတယ်ကျွန်တော်စစ်တပ်ထဲကိုရည်ရွယ်ချက်မရှိဘဲနဲ့ပေါ်တာဆွဲခံရလို့ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်2025ခုနှစ်ဧပြီလ28ရက်နေ့မှာတောင်ကလာပါမြို့နယ်ကနေကျွန်တော်ပယံလုံးတင်းချိန်ကည9:00 နာရီထိုးဖြစ်ပါပြီတကုံစိတ်ကမ်းမြို့နယ်ရှစ်တကြီးရောက်ွက်မြေနီလမ်းမပေါ်ရောက်တော့ည9:00 နာရီအချိန်ကိုရောက်နေပါပြီအဲဒီအချိန်မှာတကုံစိတ်ကမ်းမြို့နယ်ရှေ့ရှိရောက်ပတ်အုပ်ချုပ်ရေးမှူးတောက်တက်လို့ခေါ်တဲ့လူနဲ့သူ့လူ9ယောက်နဲ့ကျွန်တော်နဲ့လမ်းမှာတွေ့ပါတယ်လမ်းမှာတွေ့တော့သူတို့ကမင်းကိုစစ်သေးစရာရှိရဆိုပြီးတော့ကျွန်တော်အိတ်ကိုယူပြီးသူတို့စစ်သေးကြပါတယ်ကျွန်တော်အိတ်ကိုယူပြီးစစ်သေးပြီးတော့သူတို့ကကျွန်တော်ရှေ့နေ WY မူရစီကိုအိတ်ထဲကိုထည့်ပြီးတော့မင်းအိတ်ထဲကမူရစီတွေ့ရဆိုပြီးတော့ကျွန်တော်ကိုသူတို့အိတ်ခေါ်ပြီးတန်ကြိုးတွေခတ်ထားခဲ့ပါတယ်အဲတန်ကြိုးခတ်ပြီးရဲ့နောက်မှာကျွန်တော်ကို WY မူရစီတွေနဲ့ကျွန်တော်နဲ့ဟိုဓာတ်ပုံတွဲရိုက်ပြီးတော့ကျွန်တော်စစ်ထဲဝင်မလားထောင်ချခံမလားမေးပါတယ်အဲ့လိုမေးတော့ကျွန်တော်ကစစ်ထဲမဝင်နိုင်ဘူးထောင်ချခံမယ်ပြောတော့ကျွန်တော်ကိုဝိုင်းပြီးထိုးချိတ်ကြပါတယ်ကျွန်တော်လည်းအသားနာတာမခံနိုင်တဲ့အဆုံးမှာကျွန်တော်လည်းစစ်ထဲဝင်မယ်လို့ပြောပေးရပါတယ်နောက်တစ်နေ့မနက်မှာကျွန်တော်အမေရောက်လာပြီးတော့အုပ်ချုပ်ရေးမှူးရဲ့ကျမသားဒီလိုမျိုးလုပ်တဲ့လူမျိုးမဟုတ်ပါဘူးအမေကတောင်းပန်ပါတယ်ငိုပြီးလည်းတောင်းပန်ပါတယ်အဲ့ဒါကိုအုပ်ချုပ်ရေးမှူးကမရဘူးနင်းသားဘယ်လိုလုပ်ကြလို့ငါစိတ်ဝင်စားဘူးငါနင်းသားကိုတက်ထဲထည့်မှာပဲလို့ပြောပါတယ်အဲ့လိုပြောပြီးတော့သူ့အိမ်မှာ4ရက်နေခဲ့ရပါတယ်4ရက်နေပြီးတော့ကျွန်တော်ကိုအိုးရင်ရုံကိုပို့ပါတယ်အိုးရင်ရုံမှာကျွန်တော်ရှေ့ကစစ်မှုထမ်းအယောက်20ရှောင်းနေပါပြီအဲ့အယောက်20ကတော့ဘယ်လိုပုံစံမျိုးနဲ့ဖမ်းဆီးထားရတော့မသိပါဘူးကျွန်တော်နဲ့အဲ့အယောက်20နဲ့တူတူဘေးနောင်စုဆောင်ရေးကိုပို့ခဲ့ပါတယ်ဘေးနောင်စုဆောင်ရေးမှာ15ရက်နေပြီးတော့18ရက်5လ2025မှာကျွန်တော်ဒီတိုက်ကြီးမြို့နယ်ဂျိုးပြူအမှတ်1တပ်မတော်တမ်းမြေလေးကြီးအကြောင်းကိုပို့ခဲ့ပါတယ်ဂျိုးပြူအမှတ်1တပ်မတော်တမ်းမြေလေးကြီးအကြောင်းမှာတင်နန်းသားဦးရေ932ဦးနဲ့အတူတူပြည်သူ့စစ်မှုထမ်းအပတ်စဉ်73ကို3လကြီးတက်ပြီးတော့တင်နန်းဆင်းခဲ့ရပါတယ်တင်နန်းဆင်းပြီးတဲ့နောက်မှာကားနှစ်စီးနဲ့တင်နန်းဆင်းအင်အား48ယောက်ကိုတောင်ဘူးခွန်373တန်ကြခါတက်ကိုပို့ခဲ့ပါတယ်တောင်ဘူးခွန်373တန်ကြခါတက်မှာတင်နန်းသားဦးရေ119ယောက်နဲ့အတူတူမိုးမှန်တစ်ပတ်ကိုတက်ခဲ့ရပါတယ်ပြီးတော့သူတို့ကြီးကားတွေအိုးထုတ်တွေအင်ကြီးတွေထုတ်ပြီးတော့ပြည်မျိုး85ကိုပို့ခဲ့ပါတယ်ပြည်မျိုး85ရောက်တော့တနက် MA1 တက်လက်ရေကြီးပေါက်4ပေါက်ထုတ်ခဲ့တယ်လက်ပစ်ပုံးတစ်လုံးရေနင်းမိုင်းသေးတစ်လုံးပြီးတော့ကြီးတောင်းတရားတို့ကိုထုတ်ပြီးဒေတာတောင်ရှေ့ရန်စစ်မြေပြင်ကိုပို့ခဲ့တယ်ရှေ့ရန်စစ်မြေပြင်ရောက်တော့ကျွန်တော်ကိုထမင်းထုတ်ထမ်းတဲ့နေရာမှာကျွန်တော်ကိုထမင်းထုတ်ထမ်းတဲ့တောင်းဝင်ပေးပြီးတော့ထားခဲ့တယ်အဲဒီထမင်းထုတ်ထမ်းတဲ့တောင်းဝင်လုပ်နေတော့မှကျွန်တော်နေမကောင်းဖြစ်လို့နားမယ်လို့ပြောတော့ကျွန်တော်ဟိုထမင်းထုတ်ထမ်းတဲ့တောင်းဝင်ကကျွန်တော်ဟိုပါးတွေနားတွေရိုက်ပါတယ်ပါးတွေနားတွေရိုက်တော့ကျွန်တော်လည်းမခံနိုင်တော့ကျွန်တော်တကယ်ချင်းတယောက်နဲ့သူထွက်ပြေးခဲ့ပါတယ်ထွက်ပြေးရဲ့နောက်မှာကာဘာသာ6ရှော့ပြူရေစိတ်နီးမှာကျွန်တော်တို့ပြန်လည်ဖမ်းဆီးမိခဲ့ပါတယ်ပြန်ဖမ်းဆီးကျွန်တော်တို့ကိုပြန်လည်ဖမ်းဆီးပြီးတော့လေသာတောင်ကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်လေသာတောင်ရောက်တော့ကျွန်တော်တို့ခမာရ362ဒုတက်ရင်မူအောင်ကျော်စိုးကိုတိုင်းဂျိုင်းနဲ့ပြီးတော့နောက်တစ်ခါထပ်ပြေးလို့ရှိရင်ပြစ်တက်ပြမယ်လို့ချိန်ချောက်ခဲ့ပါတယ်အဲ့လိုချိန်ချောက်ပြီးတော့ဗျူဟာမှုနေတဲ့တောင်ကုန်းရဲ့အောက်ကဘုံကိုပို့ခဲ့ပါတယ်အဲ့ဒီဘုံမှာလည်းတစ်ပင်ခုတ်မျောလုံးတွေထပ်ဘန်ကာကျွန်းတွေတူ overhead တွေတူဆက်သွယ်ရေးကောင်းတွေတူပြီးတော့ကျွန်တော်တို့2လကျော်နေခဲ့ရပါတယ်ကျွန်တော်တို့အဲ့မှာ2လကျော်နေပြီးတော့900ကျော်ဘက်ကိုပြောင်းခဲ့ပါတယ်900ကျော်ရောက်တော့လေကျွန်တော်တို့ထမင်းလုပ်ထမ်းတဲ့တာဝန်ပေးပြီးတော့ကျွန်တော်ဟိုထားခဲ့ပါတယ်
ကျွန်တော်အဲ့မှာ6လောက်အသားကြီးရကျွန်တော်လမ်းမလျှောက်နိုင်ပါဘူးမတက်မရနိုင်ပါဘူးလို့ပြောတာတော့မှကျွန်တော်ကိုတပင်တွေတတုံးတွေထားခိုင်းပြီးတော့ဘန်ကာကျွင်းတွေဆက်သွယ်ရေးကြောင်းတွေတူးခိုင်းပါတယ်အဲ့ဒီနောက်မှာကျွန်တော်362တရင်ရထွက်ပြေးတဲ့16ယောက်ရှိပါတယ်အဲ့16ယောက်ကိုပြန်ပြီးတော့လေသူတို့တတုံးတွေထားခိုင်းပြီးတော့ overhead တွေဆောက်ခိုင်းထားပါတယ်အဲ့သူတို့ပြီးတော့နောက်ထပ်10ယောက်ထပ်ပြေးပါတယ်နောက်ထပ်10ယောက်ထပ်ပြေးတော့လေအဲ့10ယောက်ပြန်လဲဖမ်းမိလာပြီးတော့နှစ်ခုမှလည်းတရင်နံပါတ်တွေကိုတတူးထိုးပြီးတော့ပါးမှလည်းစစ်ပြေးဆိုပြီးတော့တတူးထိုးထားပါတယ်ဒီကတော့သူတို့နောက်တစ်ခါထပ်ပြေးလို့မရအောင်သူတို့ရွာတွေပါပြန်ဝင်လို့မရအောင်လို့လုပ်လိုက်ရခြင်းဖြစ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်လည်းနေမကောင်းဖြစ်လဲဒါဒီ overhead တွေတူကစက်သွယ်ရေးကောင်းတွေတူကဆိုတော့ကျွန်တော်လည်းမနေနိုင်တော့ပါဘူးမနေနိုင်တော့ကျွန်တော်တငယ်ချင်း362ကတငယ်ချင်း9ယောက်နဲ့369ကတငယ်ချင်း1ယောက်နဲ့တိုင်ပင်ပြီးတော့ကျွန်တော်6ယောက်အာရခတက်တော်နဲ့တွေ့လို့ရှိရင်လည်းအလင်းဝင်မယ်ဆိုပြီးတော့ကျွန်တော်ထွက်ပြေးခဲ့ပါတယ်ကျွန်တော်တို့3ရက်4လ2026မှာရှည်စိတ်မှာရေချိုးရင်းနဲ့အာရခတက်ဖွဲ့ဝင်တွေနဲ့တွေ့ခဲ့ပါတယ်အာရခတက်ဖွဲ့ဝင်တွေကလက်နက်ချပြီးအလင်းဝင်ပါလို့ပြောတော့ကျွန်တော်တို့ကလက်နက်လည်းမပါဘူးခဲရလည်းမပါတော့ကျွန်တော်တို့အလင်းဝင်ကိုလာခဲ့တာပါအဲ့လိုပြောခဲ့ပါတယ်ကျွန်တော်အလင်းဝင်မဲ့အကြောင်းအစားဆုံးအာရခတက်ဖွဲ့ဝင်တွေကိုပြောပြခဲ့ပါတယ်အာရခတက်ဖွဲ့ဝင်တွေကမင်းတို့အလင်းဝင်ငါတို့ဘက်ကအသက်အာမခံချက်ကိုမင်းတို့ဘာမှလည်းမလုပ်ဘူးကောင်းကောင်းမွန်ထားတယ်ကောင်းကောင်းမွန်ကြွေးရမှာပါလို့ပြောတယ်အဲ့လိုပြောတာကိုဒါပေမဲ့အဲ့လိုပြောတဲ့အတိုင်းပါပဲအာရခတက်ဖွဲ့ဝင်တွေကကျွန်တော်တို့ကောင်းကောင်းမွန်ထားတယ်